လာပါတယ်လေသပင်ဘယ်လိုပုံစံချင်းမလဲ ထိုင်းလိုက် အဲ့နဲ့လေးပေါက်ချင်တယ်ဒါကကြရမောင်းလောက်ထားလည်းမကြသေးဘူးနဲ့တော့နော်2လလောက်ရှိပြီ2လလောက်3လလောက်ရှိ3လလောက်ရှိပြီဆိုတော့သပင်ကကြနှစ်ပိုင်းလဲကွဲနေတယ်ဆိုတော့အောက်ကဒီကာလာကိုလည်းပြန်ညှိရမယ်ပြီးကြလို့ရှိရင်နည်းနည်းပုံစံလေးချိန်သွား highlight လေးလည်းဖောက်ပေးမယ်ပေါ့နော်ဘယ်လိုပုံစံလေးချိန်သွားမလဲဆိုတာတစ်ချက်တော့လိုက်ကြည့်အောင်အမှန်တော့သပင်ညှက်ဖို့ပဲလာနော်သပင်ညှက်ပဲလာတာဒီလိုဖြစ်ကောင်ဟာဟုတ်လားโอเคအဲ့တော့ပုံစံလေးစပြီးချိန်လိုက်ရအောင်လေရင်ပြန်မစီးနဲ့ရိုးတဲ့တဲရီကော်စောပြန်စီးမယ်အင်္ဂဖိဖိမေမေကိုမခေါ်တော့ပြန်ပြီးကွယ်တဲမဖူးတဲ့အိမ်မတွေပုံဖော်တော့ဖန်တီးမယ်ဘယ်တော့မှငါချစ်သူကိုပြောတော့မကြံမိခဲ့ကိုကစောပေါ်ရှန်တီးပဲပေါ်ချက်ကရီးစားတွေအေးစားတွေခုကောင်းထဲမှာ format ချပြီးသားလေကိုရင်ထဲမှာဟိမဝင်တာတော့ထမ်းမကကြီးမနေတဲ့မေကိုချစ်တဲ့ကြောင်းနဲ့ Facebook wall tag ကပြီးပြစေမင်းနဲ့ရသက်ရမှာစိုးပြီးတိုက်ကားတော့စီးဘူးမေမေနဲ့မိတ်စပေးမယ်လိုက်မလားတောင်ကြီးခုမင်းမကြိုက်တဲ့မိန်းမကိစ္စမလိုက်စားပါမသိဘူးကြောက်ခိုင်းရမှာကြောက်လို့ညောက်လို့စိုက်ကားတော့စီးဘူးငါအသေးကလွဲပြီးဘယ်သူမှထမ်းမချစ်ပါဘူးဆိုမင်းကိုချစ်လို့တွဲတာပေါ့ကွာပတ်ပလင်မှာခုလို့ဒီဘွမ်ကနောက်မှထိပဲဆက်ချစ်မှယူလို့မင်းနဲ့ခွဲပဲနေရပါစေ